မင်္ဂလာပါကျွန်တော်တို့ရဲ့ဘဝမှာအခက်အခဲတွေဒုက္ခတွေစိတ်မချမ်းသာစရာတွေမျိုးစုံကိုနေ့စဉ်ကြုံတွေ့ရမှာပါနေ့စဉ်စူးစမ်းရုန်းကန်ရင်ဘဝကိုရှင်သန်နေရမှာပါနေတိုင်းစိတ်မချမ်းသာစေမယ့်ကိစ္စတွေကိုပဲတွေးရင်းနဲ့အချိန်ကုန်ဆုံးနေမယ်ဆိုလို့ရှိရင်နေတိုင်းပျော်ရွှင်ရမှာမဟုတ်ပါဘူးလူတိုင်းလောကဓာတ်တရားဆိုတာရှိပါတယ်အဲ့ဒီလောကဓာတ်တရားတွေထဲမှာလောဘဒေါသမောဟတွေကိုလျှော့ချရင်မိမိစိတ်ချမ်းသာစေမယ့်ကိစ္စလေးတွေကိုအချိန်ပေးဖို့လိုပါတယ်ပတ်စံဆိုတာလိုအပ်တာမှန်ပေမဲ့ပတ်စံနောက်ကိုပဲအမြဲတမ်းလိုက်နေလို့မရပါဘူးမိမိရဲ့ဘဝမောတွေကိုပြေပြောက်စေမယ့်ကိစ္စလေးတွေကိုလုပ်ပေးဖို့လိုပါတယ်ကျွန်တော်ရဲ့စိတ်ကိုချမ်းသာစေတဲ့အရာကတော့ခုလိုအပင်လေးတွေစိုက်ပျိုးရင်သူတို့လေးတွေကြီးထွားလာတာကိုနေတိုင်းရင်ခုန်စွာနဲ့စောင့်ကြည့်ရတာဖြစ်ပါတယ်မိတ်ဆွေတို့လည်းမိမိကိုစိတ်ချမ်းသာစေမယ့်ကိစ္စတွေကိုချိန်ပေးပြီးလုပ်ကြည့်ဖို့တိုက်တွန်းကြပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ